အန်တဘူရာမျိုးမှာပဒီလက်ကောက်နဲ့မှန်လိုမျိုးအလှဆင်ပစ္စည်းလေးတွေလှည့်လှည့်ရောင်းချတဲ့ရွဲကုန်တဲ့2ယောက်ရှိကြပါတယ်။တစ်ယောက်ကတော့စိတ်ထားဖြူစင်ပြီးရိုးသားဖြောင့်မတ်တဲ့ကုန်တဲ့ဖြစ်ပြီးနောက်တစ်ယောက်ကတော့စိတ်ထားကောက်ကျစ်ယုံမာပြီးလောဘအရန်ကြီးတဲ့ကုန်တဲ့ဖြစ်ပါတယ်။သူတို့2ယောက်ဟာဈေးရောင်းထွက်တဲ့အခါတစ်ယောက်ရောင်းတဲ့လမ်းကိုနောက်တစ်ယောက်မတွားဖို့ကြိုတင်သဘောတူညီရှင်းထားပါတယ်။တနေ့မှာတော့လောဘကြီးရဲ့ကုန်တဲ့ဟာလမ်းချင်းလေးတစ်ခုထဲကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီလမ်းချင်းလေးထဲကအိမ်အိုအိမ်ဟောင်းလေးတစ်လုံးမှာတော့အရင်ကတထေးဖြစ်ထဲပေမဲ့အခုခါမှာဆင်းရဲမွဲတေသွားလို့ဒုက္ခရောက်နေကြတဲ့အဖွားအိုနဲ့မြေးမလေး2ယောက်နေထိုင်ကြပါတယ်။မြေးမလေးဟာကုန်တဲ့စီကလှပတဲ့အလှဆင်ပစ္စည်းလေးကိုတွေ့တော့တိတ်လိုချင်သွားတာပေါ့ရှင်။ဒါနဲ့အဖွားဖြစ်သူကိုပူစာပါတော့တယ်။အဖွားအိုကလည်းမျက်ရည်ဝဲပြီးသမီးရဲ့အဖွားတို့မှာပတ်စံမှမရှိတာကွယ်လို့ဝမ်းနည်းစွာဖြိုးရှာပါတယ်။အဲ့ဒီခါမှာမြေးမလေးကအိမ်တောင်မှာပြစ်ထားတဲ့မဲမဲညစ်ညစ်ခွက်ထောင်းကြီးတစ်ခုကိုပြေးယူလာပြီးဒါဆိုဒီခွက်ကြီးနဲ့လဲခိုင်းကြည့်ပါလားအဖွားရဲ့လို့ပြောလိုက်ပါတယ်။အဖွားအိုလေးရွဲကုန်တန်ကိုလှမ်းခေါ်ပြီးသူတို့ရဲ့ခွက်ထောင်းကြီးနဲ့ပစ္စည်းလေးတွေလဲပေးဖို့တောင်းဆိုလိုက်ပါတယ်။လောဘကြီးတဲ့ကုန်တဲ့ဟာအဟိခွက်ကြီးကိုယူကင်ကြည့်လိုက်တဲ့အခါပုံမှန်ထက်အလွန်လေးနေတာကိုချက်ချင်းတတိထားမိသွားပါတယ်။သူဟာအကဲခတ်ကျွမ်းကျင်သူပြီးခိုးပြီးချစ်ကြည့်လိုက်ပါတော့တယ်။ဟာမဲညစ်နေတဲ့ဂျေးဝေအောက်မှာဝင်းလက်တောက်ပါနေတဲ့အဖိုးတန်ရွှေကွက်ကြီးဖြစ်နေပါလား။ကုန်တဲ့ရဲ့မျက်လုံးတွေပြူးကျဲသွားပါရဲ့။ဒါပေမဲ့လောဘစိတ်တွေဖုံးလွှမ်းသွားတဲ့သူဟာဒီရွှေကွက်ကြီးကိုတပြားမှမပေးဘဲအလကားနီးပါးလိုချင်သွားခဲ့ပါတယ်။ဒါကြောင့်ရွှေကွက်မှန်မတိတာအောင်ဟန်ဆောင်ပြီးဒီခွက်ကဘာမှလည်းတန်ဖို့မရှိဘူး။ငါပစ္စည်းတွေနဲ့လဲမသေးနိုင်ဘူးဆိုပြီးခွက်ကိုမြေကြီးပေါ်စောင့်အောင်ပစ်ချကထွက်သွားပါတော့တယ်။တကယ်တော့သူဟာခဏနီးမှပြန်လာပြီးအလကားနီးပါးဈေးနှိမ်ပြီးလာတောင်းမယ်ဆိုရင်ယုံမားတဲ့အကြံနဲ့လှုပ်သွားခဲ့တာပါရှင်။သူထွက်သွားပြီးတိတ်မကြခင်မှာပဲကန်တရားရဲ့အလွှဲပြောင်းလို့ဆိုရမလား။ရိုးသားတဲ့ရွေးကုန်တယ်လေးကအဲ့ဒီလမ်းဘက်ကိုရောက်လာခဲ့ပါတယ်။မြေးမလေးကလည်းပူစာနေတော့မို့အဖွားအိုကစောစောကဖိချခံလိုက်ရတဲ့ခွက်ဟောင်းကြီးကိုပဲယူပြီးထပ်လဲခိုင်းပြန်ပါတယ်။ရိုးသားတဲ့ကုန်တဲ့ဟာခွက်ကိုကင်လိုက်တာနဲ့ရွှေကွက်မှန်းချက်ချင်းတီးသွားပါတော့တယ်။သူဟာအဖွားအိုကိုကြည့်ပြီးအမေကြီးဒီခွက်ကအဖိုးတန်ရွှေကွက်ကြီးပါခမညာ။ကျွန်တော်စီမှာပါတဲ့ကုန်ပစ္စည်းတွေငွေတွေအကုန်လုံးနဲ့လဲရင်တောင်ဒီခွက်ရည်တန်ဖိုးကိုမမီပါဘူးခမညာလို့ရိုးသားစွာအမှန်အတိုင်းဖွင့်ပြောပြလိုက်ပါတယ်။အဖွားအိုလည်းကုန်တဲ့ရဲ့ရိုးသားဖြောင့်မတ်မှုကိုအလွန်သဘောကျသွားပြီးစောစောကကုန်တဲ့ကတော့အလကားတောင်မရဘူးဆိုပြီးပစ်ချသွားတာပဲကွယ်။မင်းသဘောကျတယ်လို့သာယူသွားပါတော့လို့ဝမ်းသာအားရပြောလိုက်ပါတယ်။ရိုးသားတဲ့ကုန်တဲ့ဟာသူ့စီမှာပါတဲ့ကုန်ပစ္စည်းတွေငွေတွေအကုန်လုံးကိုအဖွားအိုတို့ကိုပေးခဲ့ပါတယ်။သူ့အတွက်မြစ်ကူးဖို့လွေကအတွက်ငွေရှစ်ပြားနဲ့ချင်းခွင်လေးကိုပဲချမ်းထားခဲ့ပြီးအဖိုးတန်ရွှေကွက်ကြီးကိုယူကကျေးဇူးတင်စကားဆိုပြီးထွက်လာခဲ့ပါတော့တယ်။တိတ်မကြခင်မှာပဲလောဘကြီးတဲ့ကုန်တဲ့ဟာအိမ်ကိုအပြေးအလွှာကဲရောက်လာပါတယ်။သူကအပိုင်တွက်ထားတဲ့ဟန်နဲ့တန်ဖိုးမရှိခွက်ထောင်းကြီးကိုငါပစ္စည်းလေးတစ်ခုနဲ့လဲပေးမယ်ယူခဲ့စမ်းလို့အော်ပြောလိုက်ပါတယ်။အဲ့ဒီခါမှာအဖွားအိုကမင်းလိုကောက်ကျစ်တဲ့သူကိုမပေးနိုင်ဘူးရိုးသားတဲ့ကုန်တဲ့တယောက်ကိုငါလိုပိုင်တဲ့ပစ္စည်းတွေအကုန်ယူပြီးလဲပေးလိုက်ပြီကွာလို့ပြက်ပြက်တသားပြောလိုက်ချပါတယ်။အဲ့ဒီစကားကိုကြားလိုက်တဲ့အခါလောဘကြီးတဲ့ကုန်တဲ့ဟာမိုးချိုးပစ်ချခံလိုက်ရတယ်လို့ဖြစ်သွားပါတယ်။တန်ဖိုးမဖြတ်လိုက်နဲ့ရွှေကွက်ကြီးလက်လွတ်သွားရပြီဆိုတဲ့နောင်တလောဘဒေါသတွေကြောင့်ရင်ဘတ်ကိုထောက်ပြီးယူမတက်ဖြစ်သွားပါတော့တယ်။သူဟာရိုးသားတဲ့ကုန်တဲ့နောက်ကိုအပြေးအလွှာလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့မြစ်စိတ်ကိုရောက်တဲ့အခါရိုးသားတဲ့ကုန်တဲ့ကလွှေပေါ်ရောက်ပြီးကန်းကထွက်ခွာသွားခဲ့ပါပြီ။လောဘကြီးတဲ့ကုန်တဲ့ဟာလွှေပေါ်ကရိုးသားတဲ့ကုန်တဲ့ကိုလှမ်းကြည့်ပြီးလိုချင်တဲ့လောဘစိတ်တွေအလွန်ပြင်းထန်လွန်းတာကြောင့်ရင်ကွက်နာကြပြီးအဲ့ဒီမြစ်စိတ်မှာပဲသွေးအန်ကတေဆုံးသွားခဲ့ရပါတော့တယ်ရှင်။ပညာရှိသူတွေရဲ့စကားကိုနားထောင်ပြီးအမြဲတမ်းတတိနဲ့နေခိုင်းကြဖို့ဒီသေရိဝါနီစာဇတ်တော်လေးကမီးပေါင်းထုတ်ပြထားတာပဲဖြစ်ပါတယ်ရှင်။